နွေရာသီတိုင်းမှာချစ်စရာကောင်းတဲ့ဒီ puffin လို့ခေါ်တဲ့ပင်လယ်ချက်သွေးငယ်လေးတွေ9သိန်းနီးမှလောက်ဟာကျွန်တော်တို့ရဲ့ကမ်းရိုးတိုင်းစီကိုရောက်ရှိလာကြပါတယ်။အဖေရောအမေပါအသက်တစ်ဖက်ပဲရှိသေးတဲ့သူတို့ရဲ့သားပေါက်လေး puffin ကိုပြုစုစောင့်ရှောက်ဖို့တာဝန်ယူကြရပါတယ်။ဒီသားပေါက်လေးကတနေ့ကိုအစာ9နှစ်လောက်စားဖို့လိုအပ်ပါတယ်။ Sand eels လို့ခေါ်တဲ့တဲငါးရှင်အသေးလေးတွေဟာပင်လယ်ချက်သွေးတွေရဲ့အကြိုက်ဆုံးအစာပဲဖြစ်ပါတယ်။သူတို့ရဲ့ကျေပြတ်တဲ့နှုတ်သီးတွေကြောင့်ဒီတဲငါးရှင်တွေကိုအရေးအတွက်အများကြီးတပြိုင်တည်းကပ်ယူလာနိုင်ပါတယ်။ဒါပေမဲ့သူတို့ဖမ်းလာတဲ့ငါးတွေကိုအခြားငှက်တွေကအလွယ်တကူမြင်တွေ့နိုင်ပါတယ်။ Puffin ငှက်မိပါတွေဟာအစာရှာပြီးပြက်လာတဲ့လမ်းမှာလူရက်ခနဲတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်သူတို့ဟာအချိန်အခါကိုမှန်မှန်ကန်ကန်ရွေးချယ်ပြီးမှပြန်လာရပါတယ်။တီတီလေးလွတ်သွားပါလား။နောက်ဆုံးမှာတော့အချိန်ပြည့်နဲ့ပြန်တန်းပြီးလွတ်အောင်ပြန်နိုင်ခဲ့ပါပြီ။3 နာရီကြာခရီးနှင်းတည့်ရဲ့နောက်မှာတော့အိမ်ကိုဘေးကင်းစွာရုပ်ရှိလာခဲ့ပါပြီ။အဲ့ဒီမှာတော့သူ့ရဲ့အဖော်ကစိတ်ရှည်လက်ရှည်နဲ့စောင့်ဆိုင်နေပါတယ်။ဒီနေ့တော့သူတို့ရဲ့ထောက်ပေါက်လီခိုင်းဝါဝါလင်းနေစားရတော့မှာပါ။